သေးတွေကပြောတဲ့ချစ်တော်စကားတွေတူတူလီကြလို့တကယ်အာမရနိုင်နေဟိုးအရင်တိတ်စီးခေတ် VCD ကာရာအိုကေခေတ်အထိကိုပိုင်တန်စင်သေးသချင်းပေါင်းများစွာဖန်တီးတီဆူတီးခတ်ခဲ့တဲ့အဆိုတော်ကိုင်စာကွယ်လွန်သွားပါပြီ1980ခုနှစ်မတိုင်မီအကြီးတန်းဤအထီးကျန်အထုပ်ပတိသိစီရီနဲ့စတူဒီယိုလောကထဲကိုဝင်ရောက်လာတဲ့အဆိုတော်ကိုင်စာဟာအသက်66နှစ်အရွယ်2026ဩဂတ်လ22ရက်ညမှာအဆုတ်အေးမိပိုးဝင်တဲ့အတွက်ရန်ကုန်ဝိတိုရိယဆေးရုံမှာအရေးပေါ်တက်ရောက်ကုသမှုခံယူရင်းကွယ်လွန်သွားခဲ့ပါတယ်ရန်ကုန်မြို့ရန်ကင်းသားလို့ဆိုရတဲ့အဆိုတော်ကိုင်ရာရဲ့ငယ်ဘဝနာမည်ရင်းကတော့ညီညီဝင်းဖြစ်ပါတယ်ဖခင်ကတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကနိုင်ငံတကာရေးရာသတင်းစဉ်အယ်ဒီတာချုပ်ဦးစိန်ဝင်းပါအကြီးတန်းအထီးကျန်အတုပ်ပတိစီဒီထွက်ပြီးနောက်သူ့ရဲ့ကိုပိုင်တေးဂီတာအဖွဲ့လို့ခေါ်ဆိုနိုင်တဲ့ Success ဇီနာအဖွဲ့နဲ့ဇက်တိုက်ဆိုသလိုအလွမ်းတချင်းအနမ်းပန်းတချင်းရှင်ကိုကျနာပါမနိုးပါစေနဲ့မိုးရေနောက်တစ်ခေါက်တော့ထပ်ပြောပါသူငကိုတိုင်းပြီးစတဲ့သေးစီဒီတွေကိုဇက်တိုက်ထုတ်ဝေခဲ့ပြီးထုတ်တဲ့စီဒီတိုင်းမှာလည်းမှတ်တိုင်တစ်ခုစီစိုက်ထူနိုင်ခဲ့တဲ့အထိကိုင်စာခစ်တခစ်ကိုထူထောင်နိုင်ခဲ့ပါတယ်သူ့ရဲ့အနမ်းပန်းစီဒီမှာအဆိုတော်မီဆွေနဲ့အတူတွဲဖက်တီဆိုခဲ့ပြီးတော့ထုတ်ဝေခဲ့ရမှာလဲလူကြိုက်များအောင်မြင်ခဲ့ပြီးသူငကိုတိုင်းပြီးစီဒီမှာလဲမေဆွေနဲ့အတူထပ်ပြီးအောင်မြင်ခဲ့ပြန်ပါတယ်ကွယ်လွန်သွားပြီဖြစ်တဲ့နာမည်ကျော်တီးဆရာနိုင်မြန်မာနဲ့လည်းတချင်းရှင်ကိုကျင်နာပါစီဒီနဲ့စတင်လက်တွဲခဲ့ပြီးတော့ယုံကြည်ချက်အတိုင်းဆက်လုပ်မိဆိုပြီးနေစီပြန်မိငတ်တို့မဟုတ်ဇောနာတန်စင်ရောတချင်းနဲ့လည်းထပ်ပြီးအောင်မြင်ကြော်ကြားပြန်ပါတယ်သူ့အောင်မြင်မှုကတော့ရော့ကျမသွားပဲအောင်မြင်တဲ့အောင်မြင်ပြီးတက်လန်းနေတာပါအလားတူကိုင်စာကိုယ်တိုင်ရေးဖွဲ့ခဲ့တဲ့လက်ဖေးဆိုင်တို့တွားကြဆိုတချင်းကလည်းအဲ့ဒီခေတ်လူငယ်တွေအကြားအထူးသဖြင့်မြို့နေလူဒန်းစားတွေအတွက်1990ခုနှစ်ကနေ10စုနှစ်2စုတန်ရေပန်းစားခဲ့တဲ့အအောင်မြင်ဆုံးတချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါသေးတယ်သူငကိုတိုင်းပြည်စီးရီးမှာတေးရီနိုင်မြမာရဲ့ဈေးရုံချုံမြင်ကွင်းကျဲတချင်းကအဲ့ဒီအချိန်တုန်းကလည်းရန်ကုန်မြို့ရဲ့လူနေမှုစနစ်ကိုပေါ်ပြနေတဲ့တချင်းလို့တောင်ကင်မွန်းတက်ရတဲ့အထိအောင်မြင်ခဲ့ပါတယ်အောင်ကြီးဟာပီတရာလမ်းမော့ခုံငါပေါက်ခါရောက်လာမြမစံတော်ချိန်နဲ့ခင်းဟာရေဒီယိုတဲကထွက်လာအတောင်မပါတဲ့ဘိုက်ကဲသတင်းစာအိမ်ပေါ်ရောက်ပြန်တက်လာလို့မလို့ဤမလို့အိမ်သူမျက်နှာအဲ့ဒီနောက်ပိုင်းမှာလည်းအိမ်မက်များကိုတီထွင်သူလူတွေတိလေပူကောင်းလေချမ်းလဲချမ်းတယ်လွမ်းလဲလွမ်းတယ်ကိစ္စပနတီလိုင်းတန်ရိုးမရဲ့ညနေခင်းအင်းလေးမှာရွာတဲ့မိုးပြီးတော့နောက်တချင်းမိုးစတဲ့တချင်းတွေနဲ့တေးစီဒီကလည်းလူကြိုက်များတဲ့များလာပြီးအောင်မြင်တဲ့အောင်မြင်လာခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတအုပ်ဖြစ်တဲ့အဆိုတော်ကိုင်စာဟာ RC2 လိန်မော်ရောင်ကောလိပ်လို့လူသိများတဲ့ရန်ကုန်တက္ကသိုလ်လိုင်းနယ်မြေပွဲတွေမှာတက္ကသိုလ်မြေနေဝင်မှာကိုစိုးတဲ့တချင်းကလည်းကောလိပ်ကျောင်းသားတွေကြားတောင်းဆိုမှုများခဲ့တဲ့အတွက်ကောလိပ်ကျောင်းတွေမှာတီဆူဖြော်ဖြေလဲ့လေတိုင်းအဲ့ဒီတချင်းကိုလည်းတီဆူရလိရှိပါတယ်အာနာသိမ့်ပြီးတဲ့နောက်2021ဇွန်လ3ရက်နေ့ကစီအုပ်စုတွေဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုယာယီအမှုဆောင်အဖွဲ့ကိုဖွဲ့စည်းတဲ့အခါမှာအဆိုတော်ကိုင်စာကိုဥက္ကဋ္ဌအဖြစ်တင်မြှောက်ပြီး
ထုတ်ပြန်လိုက်တဲ့အခါအဲ့ဒီဥက္ခရာဇာထူးကိုအစိုးရကိုင်စာကညင်းဆိုလိုက်ပါတယ်မကွဲလွန်ခင်တနည်းလောက်ကလေးကသူ့ပိုင်ဆိုင်မှုတွေကိုကြိုတင်တဝင်းခွဲညီမဖြစ်သူကိုအနံထားပြီးသားလို့လည်းဆိုပါတယ်တချိန်ကအကြောင်းပြောအဆွေးသမားကြီးတယောက်မိုးရွာရင်မိုးရီချိုးမယ်ဆိုတဲ့လူမိမိုးကိုတန်းတရင်းအင်းလေးမှာရွာတဲ့မိုးကိုလည်းရေးဖွဲ့တီဆိုရင်းမနိုးပါစေနဲ့မိုးရီတချင်းနဲ့အဆုံးတက်နှုတ်ဆက်သွားတဲ့မိုးချစ်သူကြီးကောင်းရဘဝမှာဆက်လက်တန်ဆင်ဟစ်ကြွေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ပျော်ရွှင်လွှာသူရဲ့အုပ်ခုဖြူဖြူအင်္ဂလိပ်ထဲမှာမိပြိုကအင်ကြီးရာလီမနိုးပါစေနဲ့မိုးရေ တတ်လုံးပဲတတိယနေပဲကိုကြီး ချစ်ဆုံးကလေးရဲ့တစ်သက်လုံးပဲတတိယနေမယ်ရင်ထဲမှာ မိုးရီအရန်ရွာတဲ့အချိန်မှာနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ